来，မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ထဲမှာညီနောင်တစ်ဖွဲ့ဖြစ်တဲ့ပလောင်တအောင်မျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြားဒီကနေ့မနက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။တိန်နီကုတ်ခိုင်ပြည်ထောင်စုလမ်းမပေါ်ကကုတ်ခိုင်နဲ့9မိုင်အကွာအထက်မန်းပြင်းကျေးရွာအနီးမှာ TNL တပ်စခန်းတစ်ခုကို MNDAA မှဒီကနေ့မနက်10:00နာရီခန့်မှာဒရုန်းနဲ့ကြီးအင်အားအများပြားနဲ့စတင်တိုက်ခိုက်နေတာဖြစ်ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလို့ဒေသခံတွေကပြောပါတယ်။မန်ပြင်းကျေးရွာအနီးမှာရှိတဲ့ဒေသခံမျိုးသားတူပြောတာကတော့မန်ပြင်းကျေးရွာကန်တွေအလံတကြားနဲ့ဖုံးဆက်လာပြီးတီရွာလုံးတိတ်ရှောင်နေကြပြီလို့ပြောတယ်။အခု10မိနစ်လောက်ကိုလက်နက်ကြီး3လုံးဒရုန်းက3စီးနဲ့ဘုံးတံတွေဇက်တိုက်ကြားနေရတယ်လို့ပြောဆိုထားပါတယ်။တိုက်ပွဲဟာမြို့အနီးမရောက်သေးတော့လဲမြို့ပေါ်နေရာနှံ့မှာဒရုန်းများပြန်တန်းနေပြီးအမတ်ရှိရက်ကွက်နဲ့ရက်ကွက်ချုံမှာလက်နက်ကြီးကြားရောက်ပေါက်ကွဲတံများကြားနေရကအရက်သားထိခိုက်သေးဆုံးမှုတွေရှိနိုင်တယ်လို့လည်းမြို့ကန်များကဆိုပါတယ်။မြို့ကန်မျိုးသမီးတူပြောတာကတော့ရက်ကွက်ရှိဘက်မှာလက်နက်ကြီးကြားတယ်လူထိမထိမကြားရသေးဘူးအတန်ကတမျိုးလုံးကြားနေရတော့မြို့ပေါ်မှာတိတ်ဆိတ်နေတာပဲကျွန်တော်တို့ကကရုတ်ကျင်းထဲမှာပုံနေရပြီးတိုက်ပွဲတွေမဖြစ်စေချင်တော့ဘူးလို့ပြောဆိုထားပါတယ်လွန်ခဲ့တဲ့ရက်များအတွင်းကုတ်ခိုင်တိန်နီလမ်းပိုင်းမန်ပြင်းကျေးရွာကုတ်ခိုင်တာမူးညဲလမ်းပိုင်းမော်ဟန်ကျေးရွာနဲ့ကုတ်ခိုင်ကောင်းခါလမ်းပိုင်းခိုလုံကျေးရွာကုတ်ခိုင်နန်းဖက်ကလမ်းပိုင်းရှုခင်းတာနဲ့ကုတ်ခိုင်ကားလမ်းပိုင်းကားလိုင်းကြီးရွာနီတို့မှာ TNL နဲ့ MNDAA တို့နှစ်ဖက်တပ်များအင်အားထောင်နဲ့ချီတက်ချင်းဆိုင်ထားတာဖြစ်ပါတယ်။ TNL အုပ်ချုပ်ရေးရန်တရားဖြင့်လက်ပတ်နေတဲ့ကုတ်ခိုင်မြို့ပေါ်ရှိ MNDAA တပ်များအားဖယ်ရှားအောင်မှစတင်ခဲ့တဲ့တင်းမာမှုဟာတလခန့်ကြာမြင့်လာတော့လဲနှစ်ဖက်ကောင်းဆောင်များတွေ့ဆုံဆွေးနွေးနိုင်မှုမရှိသေးသလိုပြည်လည်မှုမရရှိသေးတာကြောင့်ဒီကနေ့မှာတော့တိုက်ပွဲတွေစတင်ဖြစ်ပွားလာခြင်းလည်းဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းရဲမာပင်မြို့နယ်အနောက်ဘက်ခြမ်းကရွာတွေကိုစစ်တပ်ကမတ်လ10ရက်ကနေဒီကနေ့မတ်လ14ရက်မနက်ပိုင်းထိစစ်ကြောင်း2ကြောင်းခွဲထိုးနေတာကြောင့်ရွာ900ထက်မနည်းကဒေသခံထောင်ချီဟာဘေးလွတ်ရွာကိုထွက်ပြေးနေကြရတယ်လို့မြေပြင်သတင်းရင်းမြစ်နဲ့ဒေသခံတချို့ကပြောပါတယ်။စစ်တပ်စစ်ကြောင်းဟာစလင်းကြီးမြို့နယ်တဲကနေတရုတ်ဝန်ပေါင်ကုမ္ပဏီနဲ့ရန်စီစက်ရုံတွေတဲကနေထွက်လာတဲ့စစ်ကြောင်းတွေဖြစ်တယ်လို့စီးရဲသတင်းရင်းမြစ်တွေကပြောဆိုထားပြီးအင်အား150ခန့်ဝန်းကျင်ရှိတယ်လို့လည်းဆိုပါတယ်။ဒီကနေ့မနက်ပိုင်းမှာပဲစစ်တပ်ကဂျိုင်းရိုကော်ပတာ၄စီးသုံးပြီးရဲမာပင်နဲ့ပလဲအဆက်ကနေရာတချို့ကို၄ချောင်းပုံးတွေကျဲသွားတယ်လို့မြေပြင်အခြေအနေတည်သူတူကပြောပါတယ်။လက်ရှိမှာတော့စစ်တပ်စစ်ကြောင်းတွေကပြောင်းပြရွာနဲ့လက်လုံရွာတို့မှာစစ်ကြောင်းရောက်နေတယ်လို့သူကဆက်ပြီးပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းရဲမာပင်ခရိုင်ထဲကရဲမာပင်နဲ့ကဏီမြို့နယ်တို့မှာရှိတဲ့အမျိုးသားညီညွတ်ရေးဆိုရာ NUG လောက်ခံပြည်သူ့ကာကွယ်ရေးတပ် PDF တပ်စခန်းတစ်ခုမိရှို့ဖျက်ဆီးခံထားရပါတယ်။တစ်ဖက်ကစစ်တပ်နဲ့အကျိုးတူပူးပေါင်းထားတဲ့တရုတ်ကုမ္ပဏီဝမ်ပေါင်းဟာလည်းစီမံကိန်းပြန်လဲလက်ပတ်နိုင်ဖို့ဝန်ထမ်းတွေကိုပြန်လာဖို့ခေါ်နေတယ်လို့ဝမ်ပေါင်းနဲ့နီးစပ်သူတူကလည်းပြောပြထားပါတယ်။ရွေးကောက်ပွဲနေ့တုန်းကတိုက်ပွဲဖြစ်မှာဆိုလို့ဒေသခံဝန်ထမ်းတွေရောတရုတ်တွေရောထွက်သွားကြတာအခုတော့ပြန်ခေါ်ထားတယ်လုပ်ငန်းပြန်စတော့မှလို့သူကဆက်ပြီးပြောပါတယ်။စစ်ကော်မရှင်ကတော့ရဲမာပင်မြို့နယ်တဲကအခြေအနေတွေနဲ့ပတ်သက်လို့တော့သတင်းထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူးခင်ဗျာ။အမည်ခံဆိုးရတဲ့မခွဲစည်းမီချိန်တက်ချုပ်ရာတို့မှအနားယူတော့မယ်လို့သုံးသက်ချက်များထွက်ပေါ်နေချိန်မှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကကာကွယ်ဦးစီးချုပ်ပေါ်က15နှစ်တာစစ်တပ်နဲ့ပတ်သက်၍လှုံ့ဆော်ခဲ့တာတွေကိုပြန်လည်သုံးသပ်မှုဖြစ်နေပြည်တော်မှာပြုလုပ်ခဲ့ပြီးလက်တွဲညီညီဆောင်ရွက်ခဲ့တဲ့ဒုတိယကာကွယ်ဦးစီးချုပ်ဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းအားကျေးဇူးတင်ချီးကျူးစကားပြောဆိုလိုက်ပါတယ်။အဲ့ဒီအခမ်းအနားကိုဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့စစ်ဗိုလ်ချုပ်များလည်းတက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပြီးဖော်ပြချက်မှာမကြာသေးမီကမှကာကွယ်ဦးစီးချုပ်ကြီးခန့်အပ်ခံရသူဗိုလ်ချုပ်ကြီးရဲဝင်းကိုကြီးရည်ညှိနှိုင်းကိုခဲ့မှုအဖြစ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းရှင်မှာအင်ကာစင်ထားတာကိုတွေ့ရပါတယ်။ကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းကစစ်ကောင်းဆောင်စစ်တပ်မှအနားယူပြီးနောက်အနာဂတ်တက်ချုပ်သစ်ဖြစ်လာရန်ရေပန်းစားနေသူလည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်က၎င်းတက်ချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့15နှစ်တာကာလအတွင်းကြီးရည်တွေအတွက်လိုအပ်တဲ့လူလက်နက်ဖွဲ့စည်းမှုအစိမ့်မြင့်တင်ဆောင်ရွက်ခဲ့မှုများစစ်ရေးရင်တိဆောက်ခြင်းဝယ်ယူဖြစ်တင်ခြင်းခေတ်မီလေရင်ရဟရင်များရရှိပြီးအစိမ့်မြင့်ရေတက်လေတက်ဖြစ်အောင်ဆောင်ရွက်ပေးခဲ့မှုများနဲ့ပတ်သက်ပြီးရှင်းလင်းပြောဆိုခဲ့ပါတယ်။သို့တော်လည်း၎င်းတာဝန်ယူခဲ့တဲ့15နှစ်တာကာလရဲ့နောက်ဆုံးအပိုင်းမှာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့လက်လွတ်ခဲ့ရမှုရေတပ်စခန်းနဲ့လေရင်ကွင်းတို့အသိမ်းခံရမှုဗိုလ်မှူးချုပ်အဆင့်ရှိသူများထိအဖမ်းခံရမှုတွေကိုတော့ထည့်သွင်းပြောဆိုထားခြင်းတော့မရှိပါဘူး။အမေရိကန်ဆိုရသစ်ဖွဲ့ရန်ရက်သက်တစ်ပတ်အနေငယ်လိုမှာစစ်ကောင်းဆောင်အနေနဲ့စစ်လေရင်နဲ့ရေရင်များတပ်တော်ဝင်အခမ်းအနားများပြုလုပ်ခဲ့တယ်လို့ယခုလို15နှစ်တာဝန်ယူခဲ့မှုအခြေအနေများကိုပါရှင်းလင်းပွဲပြုလုပ်နေမှုက၎င်းအနေနဲ့စစ်တပ်မှအနားယူပြီးတမရဖြစ်တာဝန်ယူနိုင်ခြင်းများနေကြောင်းလည်းသုံးသပ်မှုများကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်ခင်ဗျာ။လွတ်တော်စည်းဝေးတွေကျင်းပဖို့ရပ်ပိုင်းလိုမှာပဲတရုတ်ရဲ့အာရှရေးရာအထူးကိုယ်စားလှယ်ဖြစ်တဲ့မစ္စတာတိတ်ရှိကျွင်းဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာနေပြည်တော်ကိုရောက်ရှိနေပါတယ်။မစ္စတာတိတ်ရှိကျွင်းနဲ့
စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေတို့မနေ့ကနေပြည်တော်မှာတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုဆွေးနွေးနေကြပါတယ်။ဒါ့အပြင်နယ်စပ်ဒေသတည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်မယ့်အခြေအနေတွေကိုအဓိကဆွေးနွေးခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။နယ်စပ်ဒေသကအွန်လိုင်းလောင်းကစားနဲ့တရားမဝင်လုပ်ငန်းတွေကိုပူးပေါင်းတိုက်ဖျက်ဖို့နဲ့ဒေသတွင်းနဲ့နိုင်ငံတကာမျက်နှာစာတွေမှာပါနိုင်ငံအကျိုးတူကိစ္စရပ်တွေနဲ့အပြန်အလှန်ထောက်ခံရည်တည်သွားရေးစတဲ့အချက်တွေပါဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းကြားဖြတ်စင်တာတွေနောက်ွယ်ကနေလှုပ်ရှားနေတဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေကိုနှိမ်နင်းဖို့ရည်ရွယ်တဲ့သမ္မတအမိန့်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမတ်လ6ရက်မှာလက်မှတ်ထိုးထားပါတယ်။ကြားဖြတ်နောက်ွယ်ကရာဇဝတ်ဂိုင်းတွေကိုဖြိုခွင်းရေးအစီအစဉ်ကို၄လအတွင်းယူလာဖို့ကိုပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ဝန်ကြီးတွေကိုညွှန်ကြားထားတာဖြစ်ပါတယ်။အလားတူမြန်မာအပါအဝင်အရှေ့တောင်အာရှဒေသတွင်းကထိုင်းရဲတပ်ဖွဲ့နဲ့အမေရိကန်ထောက်လှမ်းရေးဗျူရို FBI တို့အတူထိုင်ပြီးနှိမ်နင်းနေပြီဆိုတာကိုလည်းနှစ်ဖက်စလုံးကဇက်တိုက်ထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာအကြမ်းဖက်စစ်တပ်ရဲ့ဝါဒဖြန့်တိမ်ပင်လေခီးချမ်းရုပ်ရှင်ဇာတ်ကားကိုတနိုင်ငံလုံးရှိရုပ်ရှင်အောင်များမှာအတင်းကျပ်ရုံတင်ပြသခိုင်းနေတယ်လို့အမှုပညာအတိုင်းဝိုင်းထံကသိရပါတယ်မတ်လ23ရက်နေ့မှာစတင်ပြီးတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်အောင်များမှာအဆိုပါဇာတ်ကားကို9ရက်တိတိရုံတင်ခိုင်းထားတာဖြစ်ပြီးရုံတင်တဲ့ပထမဆုံးနေ့မှာပဲရုပ်ရှင်အောင်အလုံးမှာလာရောက်ကြည့်ရှုသူမရှိသလောက်နဲ့ပါနေတယ်လို့သိရပါတယ်။မနေ့ကရုံတွေမှာကြည့်သူတောင်မရှိဘူး။စစ်တပ်ဝါဒဖြန့်ဖြစ်တဲ့အပြင်ပိုစတာကလည်းစစ်ဝတ်စုံနေနေဆိုတော့ဘယ်ရုံမှလူမဝင်မှုဆိုတာသိရတယ်လို့ရုပ်ရှင်လောကသားတူကရှင်းပြထားပါတယ်။အဆိုပါတိမ်ပင်တဲ့ခီးချမ်းရုပ်ရှင်ကရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းတိုက်ပွဲအကြောင်းကိုအခြေခံရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။လက်ရှိမှာရုပ်ရှင်ရုံတွေမှာရုပ်ရှင်ကရုံပြိုင်စနစ်နဲ့ပြသနေတဲ့အခြေအနေဖြစ်တော့လေအဆိုပါဝါဒဖြန့်ဇာတ်ကားကိုတော့ကားပြိုင်နေနဲ့မဟုတ်ဘဲမင်္ဂလာရုပ်ရှင်ရုံစုနဲ့ JCGV အပါအဝင်တနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ရုံအားလုံးမှာတပြိုင်တည်းပြသခွင့်ပေးထားခြင်းလည်းဖြစ်ပါတယ်။ရုပ်ရှင်လုပ်ငန်းများအတွက်ဥပဒေနဲ့ကန့်သက်ချက်များအမျိုးမျိုးထုတ်ပြန်ထားတော့လဲစစ်တပ်ဝါဒဖြန့်ဇာတ်ကားများအတွက်စိတ်ကြိုက်ပြသခွင့်ရနေတဲ့အပေါ်မှာလည်းရုပ်ရှင်ထုတ်လုပ်သူအချို့ကဝေဖန်မှုများရှိနေပါတယ်။ဥပဒေတွေစီးမြင်တွေဘယ်လိုပဲထုတ်သူတို့လုပ်ချင်တဲ့ကားဆိုရင်ကြိုက်တယ်လို့လုပ်နေတော့ဥပဒေကသူတို့လက်ထဲမှာရှိနေပြီးဥပဒေထက်မှသူတို့ရှိနေတဲ့သဘောဖြစ်နေတယ်လို့ရုပ်ရှင်လောကသားတူကဆိုပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကနောက်ချိုပြူးတွေနဲ့မန္တလေးထီထိုးဖောက်ဝင်ရောက်လာတဲ့ TNL တပ်ဖွဲ့ဝင်တွေကိုစစ်တပ်ကပြန်လည်တိုက်ခိုက်တဲ့ဇက်ညုံကိုမူတီကဝါဒဖြန့်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။ဒီဇလန်ကိုတော့လင်းထင်မောင်မောင်နဲ့စစ်တပ်ကရေးသားပြီးဇက်ညုံနဲ့ရိုက်တာဖြစ်အကယ်ဒမီတင်အောင်စိုးပန်းမြို့တော်ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့တောင်ခမ်းကံဘောဇဘက်မှာရိုက်ကူးပုံဖော်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီဇာတ်ကားထဲမှာတရုတ်ဆောင်များအဖြစ်နက်ခတ်ထူးခန့်ကျော်အောင်ကျော်ထွန်းနေနော်နေလင်းရှိန်စိုးတီဟာနက်ဆိုင်ကိုပိုင်အုပ်စိုးအောင်ခိုင်စောညာနာမြရာမြနန္တာလင်္ကာညိုရဲရင်ထက်အောင်ခန့်အောင်စင်ဖုံးနဲ့မင်းဘုံတို့အပြင်စစ်တပ်ဘက်မှစစ်သားနဲ့အရာရှိတချို့ပါပါဝင်တရုတ်ဆောင်ထားတယ်လို့သိရပါတယ်ခင်ဗျာ။